ဗုဒ္ဓဘာသာခရစ်ယာန်အစ္စလမ်ဟိတ်တူဆိုပြီးခွဲခြားနေတဲ့ဘာသာချစ်ပုဂ္ဂိုလ်လေးတွေရေခဏလုံးတီးခံပေးကြပါအောင်ကချင်ကရားကရင်ချင်းဗမာမွန်ရခိုင်ရှမ်းဆိုပြီးခွဲခြားနေတဲ့လူမျိုးချစ်ပုဂ္ဂိုလ်လေးတွေရေခဏလုံးတီးခံပေးကြပါအောင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးတကယ်ကိုမှကပ်ဘေးကြီးနဲ့ရင်ဆိုင်နေရပါတယ်အခုချိန်မှာမြန်မာနိုင်ငံဆိုတဲ့ခေါင်းစဉ်အောက်မှာပဲနေပြီးကျွန်တော်တို့ငလျင်ဘေးဒဏ်တဲ့ပြည်သူတွေကိုဘယ်လောက်ထိကူညီနိုင်မလဲဘယ်လောက်ထိစာနာနိုင်မလဲဘယ်လောက်ထိထောက်ပံ့နိုင်မလဲဘယ်အခန်းကဏ္ဍကနေကူညီရမလဲဆိုတာကိုပဲတွေးဖို့အချိန်တန်နေပါပြီလူမျိုးရေးဘာသာရေးတွေခွဲခြားပြီးရန်ဖြစ်နေရမယ့်အချိန်မဟုတ်ပါဘူးခင်ဗျာတောင်းပန်ပါတယ်ခင်ဗျာ